မင်္ဂလာပါရှင်ပိုင်း3လေးတွေကတော့မင်းအမဲရောင်လေးပေါ့နော်ဘောပင်အမဲရောင်လေးဇာနီကကိုယ့်အတန်ကိုနားမထောင်လိုက်တော့လေရှေ့ကပိုင်းနေရလေအတန်တိုးွားလားမသိကိုယ့်ဘာကိုယ်တော့မှာနော်ပိုင်း3လေးတွေအတွက်ကတော့ဒီနေ့မှာအောက်တိုဘာလအတွက်ပေါ့နော် January ဒီလေးဖတ်ပြီးမှဖြစ်ပါတယ်ပိုင်း3လေးတွေကတော့အရန်ကိုပျော်ရွှင်နေရမှာပါပေါင်းသင်းဆက်ဆံရေးတွေမှာအရန်ကောင်းပြီးတော့တငယ်ချင်းတွေနဲ့တွားလိုက်လာလိုက်ပျော်လိုက်ပါလိုက်ပေါ့နော်အဲ့လိုမျိုးတငယ်ချင်းတွေနဲ့ဥမာမတွေ့ဖြစ်ရင်တော့မှတငယ်ချင်းတွေနဲ့တွေ့ဖြစ်မယ်စကားတွေဖောင်ဖွဲနေအောင်ပြောဖြစ်မယ်ပေါ့နော်ပြီးရင်ပိုင်း3လေးတွေကတော့အရန်အဆင်ပြေနေတာကိုတွေ့ရပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်အမှားပေါ့နော် main ကလေးတွေဆိုရင်တော့ကိုယ်စပွန်ဆာပေးမဲ့စပွန်ဆာပေးမယ်ဆိုတာဘယ်လိုပြောရမလဲဆိုကိုလိုတာကိုဖြည့်ဆည်းပေးမယ်ပေါ့နော်ဖြည့်ဆည်းပေးမယ်ချစ်သူမျိုးပေါ့နော်အဲ့လိုလူမျိုးရှိမယ်ပေါ့နော်ဟိုမှာယောက်ျားလေးတွေဆိုရင်တော့အရန်ကိုမှအဆင်ပြေပြီးတော့ဥမာပေါ့ကိုချစ်တဲ့သူကိုဘာဖြည့်ဆည်းရမလဲဆိုပြီးတော့တွေးနေတဲ့အရာမျိုးပေါ့နော်အမြဲတမ်းအဲ့လိုမျိုးအဲ့တော့ဒီချစ်ချင်းမှလည်းအဆင်ပြေတာကိုတွေ့တယ်ပေါ့နော်ဥမာဟုတ်တယ်အလုပ်တွေလည်းအများကြီးလုပ်နိုင်လိမ့်မယ်ပေါ့နော်အလုပ်တွေအများကြီးလုပ်နိုင်တာမှဘယ်လောက်ထိလဲဆိုတခါတလေကြာရင်လေကိုဟာကူတောင်ပင်မန်းနေရပါတော့ပင်မန်းနေတဲ့အရာမျိုးတွေတောင်ဖြစ်တယ်ဒါပေမဲ့အရန်ကူမှာကွာဒီ10လပိုင်းမှာလုံးဝကိုမှငွေကြေးလဲကောင်းတယ်ပေါင်းသင်းဆက်ဆံရေးမှာလဲကောင်းတယ်ပြီးရင်အလုပ်ကိုင်းမှာဆိုရင်လဲတော်တော်လေးကိုအလုပ်တွေအများကြီးလုပ်ဖြစ်တယ်ပေါ့နော်ပင်မန်းတာတော့ပင်မန်းတယ်ပြီးရင်ဒီမှာပညာရေးနဲ့ပတ်သက်တဲ့သူတွေဆိုရင်လည်းစူးစမ်းနေရတာတွေမြင်တယ်ပေါ့နော်စူးစမ်းနေရတာတွေမြင်တယ်ပညာရေးမှာဆိုလည်းအာတုံခွန်ဆိုင်စူးစမ်းနေတာကိုတွေ့တယ်ဒါပေမဲ့နည်းနည်းတော့ပင်ပန်းတယ်ပေါ့နော်ဥပမာပေါ့နော်နိုင်ငံခြားသွားဖို့ပဲစူးစမ်းနေတဲ့သူတွေလားတော့မသိဘူးနော်နိုင်ငံခြားသွားဖို့ရေချားမြေချားကိုသွားဖို့တွေစူးစမ်းနေကြတာလားပေါ့နော်စူးစမ်းနေတဲ့သူတွေဆိုရင်တော့နည်းနည်းပင်ပန်းတာကိုတွေ့တယ်သွားဖို့လာဖို့နည်းနည်းခက်ခဲတာကိုလည်းတွေ့တယ်ပေါ့နော်ပြီးတော့အလုတ်အကင်တွေမှာတော့လုံးဝအပြည့်အဝကိုစိတ်ကြည်နှက်တဲ့အထီကိုအလုတ်တွေကလုံးရနိုင်မယ်ပေါ့နော်အလုတ်တွေလည်းဘယ်လိုပြောရမလဲဆိုရင်ကိုကလုပ်ငန်းကိုင်ငန်းတွေအရင်တော့လုပ်ဖို့တွေအလုပ်တွေနည်းနည်းပါနေတယ်ဆိုရင်ဒီမှာဆိုရင်ပေါ့နော်အလုပ်တွေအများကြီးအဆင်ပြေလာတာကိုကိုကတွေ့တယ်ပေါ့နော်စောနာကပိုင်း2မှာကျတော့ចောင်းသားတွေငယ်လူငယ်တွေလို့ထင်တယ်ပေါ့နော်ဒီထဲမှာကျတော့ဘယ်လိုပြောမလဲဆိုတော့နည်းနည်းအရွယ်ရောက်တဲ့သူတွေပေါ့နော်အလုတ်ကင်လုပ်နေတဲ့သူမျိုးတွေဖြစ်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလမှာအလုတ်တွေလည်းကောင်းကောင်းလုပ်ရလိမ့်မယ်။ပြီးရင်ပေါင်းသင်းဆက်ဆံရေးတွေလည်းအရန်အဆင်ပြေနေပြီးတော့တငယ်ချင်းပေါင်းသင်းတွေနဲ့လည်းတွေ့ပြလိမ့်မယ်ပေါ့နော်။ပြီးရင်ငွေကြေးပိုင်းမှာလည်းအဆင်ပြေတယ်အရင်လားတွေတော့ကငွေကြေးကကိုရဖို့အတွက်ပေါ့နော်ကိုကမျှော်လင့်နေရတယ်ပေါ့နော်နည်းနည်းပေါ့နော်ကိုသုံးချင်တဲ့လောက်မသုံးရတဲ့အခါမျိုးတွေရှိလိမ့်မယ်ဒါပေမဲ့ဒီလမှာဆိုရင်တော့လုံးဝအပြည့်အဝပေါ့နော်ငွေကြေးကသိရမလားကိုချစ်ခင်တဲ့သူတွေကိုတော့မှကိုကပံ့ပိုးနိုင်တဲ့အနေအထားထီကိုငွေကြေးကောင်းနေတာကိုလည်းတွေ့တယ်ပေါ့နော်ငွေကြေးကောင်းနေတာမျိုးကိုလည်းတွေ့တယ်ပြီးရင်ဘယ်လိုပြောမလဲဆိုရင်ဥမာအခြေရေးအတွက်ဆိုရင်လည်းအခြေရေးမှာကောင်းတာကိုတွေ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့ဒီပိုင်းကယောက်ျားလေးတွေကြည့်တယ်ဆိုရင်ကိုကပေါ့နော်ကိုချစ်တဲ့သူကိုကလည်းဘာဖြည့်ဆည်းပေးရမလဲလို့ကိုကလည်းတွေးနေတဲ့သူဆိုရင်ကိုချစ်တဲ့သူကလည်းကိုချစ်တဲ့ main ကလေးပေါ့ကိုချစ်တဲ့ main ကလေးကလည်းကိုမကိုပဲပေါ့နော်ကိုကိုဒစိမ့်စိမ့်ကြည့်နေတဲ့ main ကလေးမျိုးပြီးရင်ကိုနဲ့ကိုပျော်ရွှင်နေတာပေါ့နော်အဲ့လိုမျိုးဖြစ်မယ်ပေါ့တကယ်လို့ဒီပိုင်းကိုကြည့်တဲ့သူက main ကလေးတွေဆိုရင်တော့ကိုချစ်သူကကိုကိုအပြေးဝပေါ့လိုအပ်တာတွေဖြည့်ဆည်းပေးလို့ပေါ့နော်ကိုကပျော်ရွှင်နေရတာမျိုးပေါ့နော်ပြီးရင်ကိုကဒီထဲမှာပိုက်3လေးတွေကတော့အခြေရေးမှာတော့အရန်အဆင်ပြေမယ်ပေါ့နော်အရန်အဆင်ပြေမယ်ပြီးရင်အလောက်ကင်နေဆိုလည်းအဆင်ပြေမယ်ပြီးရင်ပျော်ရွှင်ရမယ်ပ
ပျော်ရွှင်ရမယ်ပေါ့နော်အလုပ်ကင်လည်းအဆင်ပြေတယ်ငွေကြေးလည်းအဆင်ပြေတယ်ပေါ့နော်တကယ်လို့နိုင်ငံခြားသွားဖို့လုပ်နေတဲ့အရာတွေရှိရင်တော့နည်းနည်းခက်ခဲတယ်ပေါ့နော်နည်းနည်းခက်ခဲတယ်အခြေရေးဆိုရင်အဆင်ပြေတယ်ဒါပေမဲ့မိသားစုရေးမှာပင်ပန်းတာလည်းဖြစ်လိမ့်မယ်ပေါ့နော်မိသားစုရေးမှာပင်ပန်းတာဆိုတာကလည်းဘယ်လိုပြောရမလဲဆိုရင်ကိုကစူးစမ်းနေရတာပေါ့နော်ကိုကစူးစမ်းနေတာမိသားစုထဲမှာဆိုလဲကိုကဥဆောင်နေတဲ့သူဆိုရင်ဒီလထဲမှာကောင်းတယ်ပေါ့နော်ဒီလထဲမှာအဆင်ပြေတယ်ကိုလုံနိုင်လိမ့်မယ်အလုံးကင်နေဆိုရင်လဲကိုအားရကြည်နေတဲ့အထီကိုလုံရတယ်တခါတလေကျရင်အလုံးလုံးရလုံးလို့အရန်ပင်ပန်းတဲ့အထီပေါ့နော်လောက်ရမယ်လှုပ်တလောက်လဲပတ်စံရမယ်ပေါ့နော်အဲ့လိုမျိုးပြီးရင်တငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်းပျော်ရွှင်ရမယ်ကိုချစ်တဲ့သူတွေနဲ့လည်းပျော်ရွှင်ရမယ်လို့တွေ့တယ်ပေါ့နော်ပြီးရင်ဒီထဲမှာတကယ်လို့အချစ်ရေးဆိုရင်လည်းအရန်ကိုကောင်းတယ်ပေါ့နော်အချစ်ရေးမှာဆိုရင်လည်းအရန်ကောင်းပြီးတော့ဘယ်လိုပြောမလဲဆိုရင်လိုက်ဖက်ညီတဲ့သူမျိုးပေါ့နော် soul mate တွေလည်းဖြစ်လောက်တယ်ပေါ့နော်ပြီးတော့ကိုကအချစ်ရေးမှာဆိုရင်လည်းအချီရေးမှာဆိုရင်လည်းဘယ်လိုပြောမလဲဆိုရင်အရန်ကောင်းတာကိုတွေ့နေရတယ်ပေါ့နော်ဘယ်လိုပြောမလဲဆိုရင်တကယ်လို့ကိုဟိုနင်းပေါ့ဒီဟာလေးကစောနာပင်မမယ်လို့ပြောပေမဲ့ရေချားမြေချားကိုသွားတယ်လို့ဆိုသလိုမျိုးကိုရဲ့ချစ်သူကဥမာနိုင်ငံခြားတွေဘာတွေကနေပြန်လာတာမျိုးပေါ့နော်ပြန်လာတာမျိုးအဲ့လိုလည်းဖြစ်လောက်တယ်ပြီးရင်ကိုကိုတွေးဖို့အတွက်ခက်ခဲပြန်လာတယ်အဲ့လိုမျိုးပေါ့နော်ပြီးရင်ဒီမှာစုံတွေးရတာမျိုးအဲ့လိုမျိုးတွေလည်းဖြစ်လောက်တယ်ပေါ့နော်နိုင်ငံသားမှာရေချားမြေချားမှာဒါမှမဟုတ်ရင်အဲ့လိုမျိုးပေါ့နော်လွယ်ကူကူလာလို့မရတဲ့နေရာကနေပြီးတော့ကိုကိုတွေးဖို့အတွက်ကိုခက်ခဲနဲ့ပြန်လာတယ်အလျင်မြန်ပြန်လာတယ်ပေါ့နော်တွေးရလို့ရှိရင်လည်းအရန်ပျော်စရာကောင်းမယ်ပြီးရင်ပျော်ရွှင်မှုတွေအပြည့်နဲ့ပေါ့နော်ပိုင်း3တွေအတွက်ကတော့ဒီအောက်တိုဘာလလေးကအရန်ပျော်စရာကောင်းမယ်လလေးဖြစ်မယ်လို့ထင်ပါတယ်ရှင်ပိုင်း3တွေအတွက်လည်းဒီလောက်ပါပဲเนาะတကယ်လို့ဇာနီဖတ်တာလိုအပ်တာတွေရှိလို့ရှိရင် comment မှာအကြံဉာဏ်လေးပေးခဲ့လို့ရပါတယ်ဇာနီကိုလည်း like တွေ comment တွေပေးလို့ရှိရင်အရန်ဝမ်းသာမှာပါရှင်ကျေးဇူးတင်ပါတယ်ရှင်ဇာနီရဲ့ page လေးကိုပဲလဲပေါ့เนาะlike တွေ subscribe လေးတွေလည်းလုပ်ပေးဖို့တောင်းဆိုပါတယ်ပေါ့နော်နောက်ဆိုရင်နေတိုင်းပေါ့နော်နေတိုင်းလေးဗီဒီယိုလေးတွေတင်နိုင်အောင်ကြိုးစားပါမယ်ရှင်